တခါတော့ကဘရင်ကြီးတစ်ပါးဟာရွှေကိုပဲရာထက်မဆိုပိုပြီးယူသွဆွဲလန်းသူဖြစ်ပါတယ်တနေ့မှာတော့နတ်သူငယ်တစ်ပါးဟာဘရင်ကြီးစီလာလဲပြီးဘရင်ကြီးရဲ့ကြောင်လေးကိုလက်ဖြားနဲ့တစ်ချက်တို့ယုံနဲ့ရွှေဖြစ်ပြောင်းလဲပြလိုက်ပါတယ်ပြီးတော့မှငကိုအတိုင်းပြန်ပြောင်းပေးပြီးသူ့ရဲ့မော်ဆွမ်းအားကိုကြွားလုံးထုတ်ခဲ့ပါတယ်ဘရင်ကြီးဟာအဲ့ဒီဆွမ်းအားကိုသူကိုယ်တိုင်ရချင်လွန်းတာကြောင့်ရွှေတင်ကားတွေအများကြီးနဲ့လဲဖို့ကန့်လန့်ပါတော့တယ်နတ်သူငယ်လေးကမလုပ်ဖို့တတိပေးခဲ့ပေမဲ့ဘရင်ကြီးကတော့စွတ်အတင်းတောင်းဆိုခဲ့ပါတယ်နောက်ဆုံးမှာတော့နတ်သူငယ်လေးကဘရင်ကြီးကိုလက်ဖြားနဲ့ထိတဲ့အရာတိုင်းရွှေဖြစ်တဲ့အစွမ်းကိုပေးလိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာပဲတနာစရာကောင်းတဲ့ကြောင်လေးဟာအသက်လူပြီးချက်ချင်းထွက်ပြေးရပြီးဘရင်ကြီးကလည်းသူ့ရဲ့အစွမ်းကိုစမ်းသက်ချင်စောနဲ့နောက်ကနေလိုက်ဖမ်းပါတော့တယ်ကြောင်လေးကတစ်ပင်ပေါ်တက်ပြေးသွားခဲ့ပြီးဘရင်ကြီးကတော့အဲ့ဒီတစ်ပင်ကိုအရှိန်နဲ့ဝင်တိုက်မိသွားကတစ်ပင်ရောကြောင်လေးပါရွှေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဘရင်ကြီးဟာအယံဝမ်းသာသွားခဲ့ပါတယ်သူဟာသူ့ပတ်ဝန်းကျင်ကအရာအလုံးကိုလိုက်လံလို့ထိပြီးသူ့ရဲ့တိုင်းပြည်တစ်ခုလုံးကိုရွှေတီးပြီးအောင်လုပ်ပါတော့တယ်ဘရင်ကြီးဟာအရှိန်လုံးပြီးသူ့ရဲ့သွားတစ်ချောင်းကိုတောင်ရွှေသွားအဖြစ်ပြောင်းပစ်ခဲ့ပါသေးတယ်ဒါပေမဲ့မိနစ်ဝက်နီးပါးလောက်ပတ်ပြေးပြီးတဲ့နောက်မှာတော့ဘရင်ကြီးဟာဗိုက်ဆာလာပါတယ်သူဟာငပြောသီးတစ်လုံးကိုကောက်ကင်လိုက်တဲ့အခါအဲ့ဒီငပြောသီးကချက်ချင်းရွှေဖြစ်ပြောင်းလဲသွားပါတော့တယ်တခြားတစ်ခုခုကိုစားဖို့ကြိုးစားပြန်တော့လဲရွှေပဲပြန်ဖြစ်သွားခဲ့ပါတယ်သူထိလိုက်တဲ့အရာမှန်သမျှရွှေတွေဖြစ်ကုန်ပါတယ်အခုတော့ဒေါသကြီးဖြစ်လာတဲ့ဘရင်ကြီးဟာသူ့ပတ်ဝန်းကျင်ကအရာဝတ္ထုတွေကိုရိုက်ခွဲဖျက်ဆီးပါတော့တယ်အဲ့ဒီနောက်မှန်တဲကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အယိုးကအစရွှေရောင်တောက်နေတာကိုတွေ့လိုက်ရပါတယ်သူဟာထိတ်လန့်တုန်လှုပ်သွားပြီးမြေအောက်ကျင်းထဲကိုအပြေးသွားကဒီကျင်းစာကိုဖယ်ရှားပေးဖို့နတ်ဆိုးလေးကိုဒူးထောက်တောင်းပန်ပါတော့တယ်နတ်ဆိုးလေးကလည်းဘရင်ကြီးတယောက်နောက်ဆုံးမှာတော့သင်ခန်းစာကောင်းကောင်းရသွားပြီဆိုတာကိုသိလိုက်တာကြောင့်အဲ့ဒီစွမ်းအားကိုပြန်လည်ရုပ်သိမ်းပေးလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့နောက်ဆုံးမှာတော့ဘရင်ကြီးရဲ့လက်ထဲမှာတော့ဘာရွှေမှကြမ်းမနေတော့ပဲတာမန်အသားညက်ပါမှုအသေးလေးတစ်လုံးသာကျန်ရစ်ခဲ့ပါတော့တယ်